မှန်တယ်လို့လည်းမှားတာလည်းရှိတယ်စေယောဂဆရာဝန်တယောက်ကစေယောဂလူနာတွေကိုစိတ်6လကျွေးတယ်ကျွေးပြီးတော့ intelligence power ဘလောက်တက်လာတယ်လဲစစ်စေကြောင်းသားတွေကနောက်ကပမောက္ခရှေ့ကလူနာပြုဆရာမလေးကိုစေယောဂရှင်လေးတွေတယောက်စီရှေ့ခေါ်ထိုင်ခိုင်းပြီးတော့စစ်စေ6လကျွေး3လီဘလောက်လဲစေတဇဝိနရှင်ကစဉ်းစား126ပါခင်ဗျာကမရသေးဘူးဘယ်နဲ့3လီ126အောင်မကွာနောက်တစ်ယောက်လားဒီမိကုံးမမေးတယ်နောက်လူနာတစ်ယောက်3လီဘယ်လောက်လဲကြာသာပရိပါခင်ဗျာမင်းကအခရာတို့ကြီးတို့တရတော့မပေါ့ဟုတ်ပဲသွားနောက်တစ်ယောက်လား3လီဘယ်လောက်လဲ9ပါခင်ဗျာဒီကောင်မစိုးတက်လာပြီတဲ့မင်းဘယ်လိုရလဲ9ဟိုပထမကောင်126တည်းကဒုတိယကောင်ကြာသာပရိနှုတ်လိုက်တာတဲ့တခါတလေမှန်တယ်ဆိုပေမဲ့တခြားမေးအောင်အတွင်းလိုက်မှားနေရတယ်အများကြီးဟုတ်နော်ဒါဖြစ်ရင်နေဝင်းမြင့်ရဲ့မင်းဟာ BSc တွေ BA တွေနဲ့ LCCI တွေဘာတွေညာတွေနဲ့စာတွေတက်မှခန်းစားရလားဟာမြန်မာများကနှလုံးသားရှိတယ်စာမတက်လည်းခန်းစားတယ်ကျွန်တော်ဘာကြီးစာလုံးဝမတက်ဘူးဘာကြီးချစ်မောင်ကျွန်တော်ကုန်းဆောင်ဟိုဘက်မှာပေတော့နဲ့ပင်းတုံးဆိုရရွာရှိတယ်တနေ့တော့ဘာကြီးချစ်မောင်ကငါမင်းပင်းတုံးသွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစာပေးလိုက်ချင်တယ်ဘာကြီးတန်လုံးကဟိုးဘက်ရွာ2မိုင်လောက်ဝေးတယ်ကျွန်တော်ဘာကြီးလည်းစာမတက်ဘူးစာပေးလိုက်ချင်တယ်ဆိုတော့မြင်းလဲနဲ့ကျွန်တော်ကသွားဘာကြီးပေးလေလို့ဆိုစာပေးလိုက်တော့အိတ်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလဲပေါ်ကြမှာကျွန်တော်သတိရဟာဘာကြီးကစာလည်းမတက်ဘူးစာလည်းပေးလိုက်တယ်ပေါ့ကျွန်တော်အိတ်ထက်ကထုတ်ဖတ်လိုက်တော့ဒုချောင်း2ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထားပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထမ်းပင်လေးဆွဲထားပြီနောက်20အိုးလေးတွေကငွေလေးထွက်နောက်ဒီဘက်မှာ4တိုင်စင်လေးပြီးတော့ဒီမှာဝါလုံးလေးကိုသူခဲရတယ်မင်းနဲ့ဟာမြတ်စွာဘုရားအခါလည်းမပါပြီးလည်းမပါဘဲနဲ့ဗိုက်တန်လုံးကိုစာပေးလိုက်တယ်ဆိုတော့မြင်းလဲเสียကိုကြောက်ခဲကိုပြတယ်ကျွန်တော်ကကိုကြောက်ခဲဖတ်စမ်းမအောင်ကျွန်တော်တို့ဘယ်လို့မှဖတ်မရဘူးမင်းလူမစိတ်ညစ်ရတယ်ကြားတယ်ကွာတဲ့နော်ဦးတန်လုံးချက်ချင်းသွားဒါကိုလည်းသိချင်တာကိုဗိုက်တန်လုံးအဖဥချမောင်စာပေးလိုက်လို့အမလီအိုက်စာမျောနေတာမောင်ဖတ်ပြစမ်းမအောင်ပါရဆိုတော့အမဒီကောင်လာစား2ရက်နေလာမယ်ပြောနေတာတဲ့ငါတို့ရွာနွားရောင်းမယ်ပြောတာပဲကွာတဲ့2ရက်လောက်နေပြီထရီလေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့အိုးလေးကငွေထွက်နေတာငါ့ရင်ထမင်းစားမယ်ပြောတာအဲ့ဒါထမင်းအိုးတဲ့ဩဟုတ်ကဲ့ဒီဘက်က4တိုင်စင်ကအရင်စင်လေးတဲ့ရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဝါလုံးလေးဆက်ပြီးမဲရောင်ချေထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာတယ်ဟုတ်သားပဲဩဒီဘက်ကဒုချောင်းကြီးဟောအဲ့လိုနှစ်ချောင်းချစ်ထားတဲ့မောင်ချစ်မောင်မင်းပါကြီးဗျာတဲ့ချစ်မောင်မှတန်လုံးတို့တွေ့တဲ့စာပေါ့ကွာတဲ့